သိတဲ့ဇက်ဖွဲ့တစ်ဖွဲ့ဇက်လာကခဲ့ကြတယ်တွေ့ပြီညာတွေ့ဘာတွေ့ရအေးဘောဘာဖြစ်နေလဲဘာရပြီလို့ဒီကားလာကောင်းမပြောတယ်အေးကားလာကောင်းလဲကောင်းမယ်ကျမရဲ့ခံစားချက်တွေမကောင်းလို့ကျမရဲ့ခံစားချက်တွေမကောင်းဘူးအဲ့လိုကြောက်တယ်မှာငါအစကတည်းကသိရင်မင်းကိုကာလာသားကောင်းရာလူငါမင်းကိုမပေးဘူးဟိုကောင်ကမှုကြောင်ညွန့်ပေးတယ်ကြောက်တယ်လို့ပြောနေတာမဟုတ်ဘူးလားကြောက်တော့မပြည့်စက်နဲ့မပြည့်အောင်ကြောက်ကတားနေတာအဲ့ဒါဒုက္ခရောက်လာတဲ့လူဒုက္ခရောက်လာတဲ့လူကငါတို့ကကူညီရမှာပဲရကြောက်တတ်နေသူကဒွာကာလာသားကောင်းအလုပ်ကိုပဲမလုပ်နဲ့တော့ကျွန်တော်ဝေးနေမှာစက်စရာတို့ကတော့ကပေးကြဇက်ဖွဲ့ကိုခွာလိုက်ပြီးသဘောထားလိုက်ဟုတ်လားမွေးနေ့ကပြေတော့တယ်ဒီလားစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းပြပြမမကူကူမမအပိကြတဲ့မောင်စိန်ဝင်းသူကတရေတယ်မကောင်းကြောက်စရာမှန်များအကုန်ကြောက်တာသူမကြောက်တာဆိုလို့မိမကိစ္စပဲရှိတယ်စိန်ဝင်းဆိုတာဘာတူလဲညီလေးဟုတ်တယ်အတန်လေးပါလေပေးပါဦးဗျာစာဆွေးနေပြီတော့ဆိုလူပါဆွဲခံရလိမ့်မယ်မင်းဘာစကားလဲကွာစကားရှင်းအောင်ပြောသမားဦးစောဝင်းလက်ခံရတဲ့ဇက်ဖွဲ့ရလေမကောင်းဆုံးကအသွင်ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါအောင်ပြောနေတာ ဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငါ့ကိုအကောင်လိုက်ပြီးတရေထောက်တယ်မနေ့ကလာတဲ့ဇက်ဖွဲ့ရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာဒီကောင်ပြူစားခံရတာဟဲ့ပါတခုချက်စီပြီးတော့ဒုက္ခရောက်ပါဗျာမင်းပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရင်လည်းထက်လာကောင်းပါဖြူပြည့်ပြည့်မင်းတို့လားအေးခေါ်တဲ့လူကိုတွေ့လို့ရလားကုန်ချောပြီးတော့တတ်ပြစ်မယ်သိမဒီကြရေးပေါ်လာ ဒီပစ္စည်းတွေကြောင့်ဒီကောင်ပြူစားခံရတာဘာလို့သိကုန်လေးပဲတော့ဟိုမှာလာတယ်ကားလေးဒီကွာတဲ့ဒီကျမတို့အားလုံးလှရောက်လာတယ်ရောက်လာအလီတို့ရွာဒီနောက်ကိုတမင်းလမ်းကသွားလိုက်ကြရွာတွေ့လေကျွန်တော်ဒီတေတော်ကျွဲမှာလုံလာတာအနည်း20ရှိပြီဗျဒီမိုင်90အတွင်းမှာမရှိတော့ခမ်းကြဘူး